ကဲမင်္ဂလာပါအမျိုးတို့ရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါပြီနော်ကဲတပွဲပြီးတပွဲပေါ့ဟာလားတပွဲပြီးတပွဲမလျှော့ရအောင်လွှဲကြတာပေါ့နော်ဆိုင်လေးကတော့အလုံးလုံးပါတယ်ဆိုင်ကအလုံးလုံးတယ်နော်ဆရာပြောခဲ့တယ်မလားညဒီမှာ9-3ဆိုင်လေးတွေ့လားဒီမှာဒီ9နဲ့ဆိုင်လေးဒီမှာ9-3ချက်ရိုက်တဲ့ဆိုင်လေးအလုံးလုံးလိုက်မယ်9-3တဲ့ချိန်ထင်တဲ့အတိုင်းပဲလှုပ်ပြအောင်လှုပ်လာဆရာပြောတယ်မလားဒီမှာ9-3တဲ့ချိန်အလုံးလုံးလိုက်မယ်ဒီကောင်ကျိန်းတီပေါ့အလုံးလုံးမယ်ဒါပေမဲ့ဆရာတို့ကဒီဘက်က break ကိုယူတာဟုတ်ကို break ယူတော့လွတ်တာပေါ့နော်ဒီမှာ9-3တဲ့ချိန်ကို break ယူတဲ့ခါကျတော့9-4နဲ့6-3ဆိုတာဒါ break က3လို့ရလိုက်ပြီးပြီပွဲကနော်ဒါအခုဒီကနန်းကလည်းဆရာတို့မနေ့ကမနေ့ကလှုပ်ခဲ့တဲ့ကနန်းမိတ်ဆွေတို့ကြီးမနေ့ကမနေ့ကလှုပ်ခဲ့တဲ့ကနန်းဒီမှာတွေ့လား17ရက်မနေ့နော်ဒီမှာ9-3ညထိတ်3-3ညဟော3-1အပိတ်နဲ့ကနန်းတဲ4ခွဲလို့ဆိုပြီးဒီမှာဒီ site က3ည3ဆိုပြီးတဲ့ကြတာဒီမှာ4ထိတ်နော်ဒီမှာ4ပြောင်း3ညထိတ်ခလားနော်နောက်တစ်ခါဒီကောင်က break က3နဲ့သွားတာနိဒီမှာဒီနားနေ break 3နဲ့သွားတာဒီမှာ9ဒီလားဒီ9ဖြစ်အောင်6နောက်တစ်ခါဟိုနေ့ကပါလေဒီ3ကဒီမှာဒီလို break 3တွေ့လားနော်ဒီမှာလေဒီမှာ3နော်နောက်တစ်ခါဒီမှာ3ခွန်3ဒီမှာ3ဖြစ်အောင်လက်လို့ရှိခြင်းကြောင့်ဒီ3ညဒီ3ကဘယ်ရလာတယ်3လဲဆိုတော့မှတ်တော့မှတ်မိကြဘူးတွေ့လားနော်အဲ့တော့မနေ့ကလှုပ်ထားခဲ့တဲ့ကနာတို့တဲ့ဝင်လာတယ်တဲ့မိတ်ဆွေတို့ကြီးဒီမှာကြာ9-3ညထိတ်1-3ပိတ်နဲ့အဲ့ဒါကြောင့်အရှက်ခဏတွေကဆရာအများနဲ့ကြည့်နေအားပေးနေတဲ့မိတ်ဆွေတွေတိတယ်နော်အဲ့လူတွေပဲအများနဲ့သူလှုပ်တယ်အများနဲ့ထွက်တာနော်တစ်ပတ်ကိုအနည်းဆုံး1ခွက်2ခွက်3ခွက်ဒီလိုက်ထွက်တာရှိတယ်အဲ့လိုပဲရှေ့ကိုကရှေ့သွားသူကနောက်ကလိုက်ကိုကရှေ့သွားသူကနောက်ဆိုက်ဒီကောင်းတာဟုတ်အဲ့လိုလိုက်တာပေါ့ဘာရအဲ့တော့ကိုရှေ့သွားနေမှာသူကနောက်ကလိုက်တာနဲ့နောက်နေ့ကိုခနေတာနဲ့တိုးရင်တော့လေအခုဆိုရင်လည်းမနက်ကကြည့်တယ်9-3ကိုအပိုင်ယူထားတာဆရာနော်အပိုင်ယူထားတယ်9-3အချိန်ကိုတဲ့ချိန်ကိုအပိုင်ယူထားတယ်ယူထားပြီးတော့ဗရိတ်ကလွတ်တော့သွားလိုက်ကောနော်ကဲအဲ့ဒါဆိုတော့အခုဒီညနေမှာတိတ်စကားရှိဝူတိတ်မပြောတော့ဘူးနော်ဒီညနေဆရာ2ကွက်ချမယ်2ကွက်အဲ့ဒါကိုအဲ့ဒီ2ကွက်ကိုဆရာတို့တစ်ကွက်ကိုချိန်ပြီးတော့2ကွက်ကိုပေါ့နော်ပထမဒီဆိုင်ကတစ်ကွက်လာမယ်ဒါပေမဲ့ပုံသားတော့တထတယ်ပဲနော်ဒါပေမဲ့သူ့ရဲ့ယူပုံယူနည်းလေးတွေကွာသွားတာနော်အဲ့တော့ကနန်း2ကွက်ဖြစ်သွားတယ်ဒီမှာလည်းတူပဲဒီမှာနော်3-1ကနေစမယ်3-3-1ကနေစမယ်ဒီတိုင်းပဲသွားမှာဒါပေမဲ့တပင်ကျော်ရွက်ဒီ site ထဲမှာပဲနော်နောက်ပြီးတော့ကြည့်သွားလားအဲ့ဒါကို site ထဲမှာဒီ site ထဲမှာယူတာချင်းတူပြီမဲ့ယူပုံယူနည်းလေးကွဲပြီးတော့ကနန်း2မျိုးဖြစ်သွားတယ်နော်ကနန်း2မျိုးဖြစ်သွားအဲ့ဒီ2မျိုးကိုဆရာတို့ဒဲလေထိုးမယ်အဲ့2ကွက်ကိုအချိန်နဲ့ယူမယ်နော်အချိန်ကတော့ချိန်တော့ထည့်ချိန်ပြီးလိုက်မယ်ဒါမိတ်ဆွေကြိုက်တာ3ပေါ့နော်ဟာလားကဲဒါဆိုကြည့်ရအောင်ခုဒီမှာနော်12ရက်ညနေတို့ဟာလားစောစောလေးဆရာတင်ပေးလိုက်ပါတယ်နော်ဒါလေးကစိုက်လေးလေးကြိုက်တယ်လေးတွေ့တယ်စောစောလေးတွေကကျူတွေ့ရတာဖြစ်တဲ့အတွက်ဆရာစောစောလေးတင်ပေးလိုက်မယ်နော်ကဲဒါဆိုကြည့်ရအောင်ဒီဘက်ကတစ်ဆိုင်ကိုအရင်ကြည့်လိုက်မှာလားခုတော့3ည3နဲ့ကြည့်ပါဦးလှုပ်သွားတာမနေ့ကထိုးထားတဲ့ကနန်းနော်ကဲဒါဆိုကြည့်မယ်3-1ပေါင်းရင်9ဟုတ်ပြီနော်အဲ့ဒီ9ကိုဒီ4နဲ့ပေါင်းမယ်ဟဲ့လား3-1-5နော်3-1-1က9အောက်က4နဲ့ပေါင်းတော့9တဲ့ဟုတ်ပြီနော်နောက်ဒီတပင်ကြော်မှာနော်ဒီတပင်ကြော်မယ်ဒီမှာကြည့်296ပေါ့259ပေါင်းရင်6ကိုဒီအလဲတိုင်းဟောဒီထိတ်နဲ့ပေါင်းမယ်295ပေါင်းရင်6 3နဲ့ပေါင်းရင်ဒီ9ပဲတဲ့ဟုတ်ပြီနော်ဒါဒီတပင်ကြော်မယ်အဲ့တော့တခါဒီတပင်ကြော်တော့ဒီမှာ9ဖြစ်အောင်ဆိုရင်သူကဘာထည့်မလဲဒီမှာ9-3-2က3ညလို့ရှိပြီ9ဖြစ်အောင်ထည့်ရမှာဒီမှာအဲ့တော့9ဖြစ်အောင်ဆိုရင်ဘာထိတ်ဝင်မလဲမိတ်ဆွေတို့9ထိတ်တဲ့နော်ဒီမှာတစ်လုံးရပြီ9ထိတ်ဒီကောင်တော့ဗရိတ်ပဲပါတော့ခဏတဲကြ2ကွက်တော့သွားမှာနော်ဟိုမနက်ကမိတ်ဆွေတယောက်ပဲ4ပင်ကူသိမ့်မကြိုက်ဘူးတဲ့3ပင်ကူဆိုဒါကဆရာတွေးတာကိုမြင်တာကိုဆရာတင်ပေးတာနော်3ပင်လည်းဖြစ်ချင်ဖြစ်မယ်4ပင်လည်းဖြစ်ချင်ဖြစ်မယ်5ပင်6ပင်လည်းလာချင်လာလိမ့်မယ်နော်မိတ်ဆွေတို့ဒါကိုယ့်ဘောကိုချင့်ချိန်ပေါ့နော်ဖြစ်နိုင်မဖြစ်နိုင်ချင့်ချိန်ပြီးကြိုက်ရင်3ပေါ့မကြိုက်တော့လည်းမ3နဲ့ပေါ့နော်ဒါပဲရှိတာဟုတ်လား
အဲ့တော့ဆရာတို့တွေ့တာမြင်တာအကုန်လုံးမျှဝေပေးတာပဲနော်အဲ့တော့အခါအဲ့တော့ဒီကိုနော်ဒီလေးလုံးကိုတပင်ကျော်ဒီလေးလုံးကိုတပင်ကျော်ဒီလေးလုံးကိုဖြစ်အောင်ဆိုရင်ဒီမှာကိုထိတ်လို့ရပြီနော်အပေါ်မှာ30ရှိတယ်ကိုထိတ်လို့ရကဲနောက်တစ်ပင်ဆက်ကြည့်မယ်ဒီမှာကာလာခွဲလိုက်မယ်နော်ဟိုဘက်မှာလိုက်တယ်တော့နောက်တစ်ပင်ဆက်ကြည့်တော့ဒီမှာကြည့်နောက်ပိတ်ကိုရှာမယ်8 1 6ပေါင်းခြင်းဒီ9เนาะဒီအလဲတိုင်း4နဲ့ပေါင်းမယ်တွေ့လားဒီမှာ1 4 8ဒီ3ဒီ6နဲ့ပေါင်းခြင်းဒီဘယ်လောက်လဲ9ပဲတဲ့ဟုတ်ပြီเนาะဒီမှာ8 4 6က8 1နဲ့ပေါင်းတော့9ပဲတဲ့ဟုတ်ပြီเนาะဒီဆိုင်မျိုးကအရန်ကောင်းတာเนาะဆရာဟိုးပဲပြီးခဲ့တဲ့တစ်နှစ်ကျော်လောက်ကဆရာဒါမျိုးတကွဲရဘူးလေဒီအတိုင်းပဲတဲ့တဲ့ကြတာသူပေးရင်တော့တဲ့တယ်ပေါ့နော်မပေးရင်တော့လည်းလွဲတာပေါ့ဟုတ်တယ်လားအဲ့တော့ကဲထားအခုဆိုရင်ဒီမှာအဲ့တော့655ဒီဘယ်လောက်လဲ6ကိုဒီအလဲ3နဲ့ပေါင်းမယ်ဒါလည်း9ပါပဲတဲ့ဟုတ်ပြီနော်ရှင်းတယ်နော်မိတ်ဆွေတို့ကဲဒါဆိုရင်ဒီမှာတပင်ကြော်ပြီကဲအခုဆိုရင်ဒီမှာဘာရပြီလဲနော်ဒီမှာ339လို့ရှိတယ်339ကဘယ်လောက်လဲ9နော်33ပေါင်းချင်း6 9နဲ့ပေါင်းချင်းဒီ9အဲ့တော့ဒီလေးလုံးကိုသူက6လို့ပြန်ထည့်ရမှာဟုတ်ပြီနော်ဒီလေးလုံး6လို့ပြန်ထည့်ရမှာကဲဒါဆိုရင်အခုဒီမှာက339က9လို့ရှိတယ်အဲ့တော့6ဖြစ်အောင်ဆိုရင်ဘာပိတ်မလဲမိတ်ဆွေတို့4တလုံးပိတ်မယ်ဟော94တဲ့ဗျာပါဝါလေး94လို့သူကတခွက်ရပြီနော်94လို့တခွက်ရပြီနော်အဲ့ဒီနေမှာနောက်တစ်ချက်ထပ်ချုပ်ပြမယ်ကိုထိတ်ကိုဒါကြိုက်တာကို3တော့မိတ်ဆွေတို့နောက်တစ်ချက်ဘယ်လိုထပ်ချုပ်မလဲဆိုတော့ဒီမှာကြည့်856ပေါင်းချင်းဒီ9တဲ့ဟို856ပေါင်းချင်းဒီ9เนาะကဲနောက်တစ်ပင်ကြည့်မယ်တော့အပင်ဆက်သွားမှာเนาะဒီ3လုံး9ဒီမှာ1 3 4 2 3 4ပေါင်းချင်းဒီလေ9ပါပဲတဲ့ဟုတ်ပြီเนาะသူကအပင်ဆက်2 8 6 5 9 2 3 4 9ကဲဒါဆိုရင်ဒီမှာခွန်3လို့ရှိတယ်9ဖြစ်အောင်ဆိုရင်ဒီမှာဗာထိတ်ဝင်မှာလေဒီမှာခွန်3 30ရပြီကိုထိတ်ပဲတဲ့ဒါဆိုရင်94ရဲ့တစ်ခွက်ကလှသွားပြီလို့နော်ကဲထား94လို့တစ်ခွက်ရပြီနော်ဒါဆိုရင်အဲ့ဒီကောင်လေး9လို့ရိုက်မယ်ဟုတ်ပြီနော်94ကဲဒါဆိုရင်နောက်တစ်ဝင်ကြည့်မယ်နောက်တစ်ဆိုင်ကြည့်မယ်ဒီထဲမှာပဲဒီတိုင်းပဲသွားမှာနော်ဒီတိုင်းပဲသွားမှာအဲ့ဒါကိုသူကယူဖို့ယူနည်းလေးသူကလှည့်ပြီးသွားတာနော်အဲ့တော့ဒီ6လေးကတဲထိုးမယ်ပြီးရင်ချိန်မယ်ကောင်နဲ့လည်းချိန်ယူမယ်ပေါ့ဟုတ်လားဒီဆိုင်နဲ့လည်းချိန်ယူမယ်ပေါ့ကဲဒီမှာကြည့်တစ်ချက်တစ်ဆက်နော်ဒီတစ်ဆိုင်ကဘယ်လိုလာမလဲဆိုတော့အဲ့အတိုင်းပဲနော်ခုနဒီထဲမှာပဲဒီထဲမှာသွားတယ်လို့ပဲသွားမှာယူဖို့ယူနည်းလေးကွာသွားတာပေါ့နော်ယူဖို့ယူနည်းလေးကဲဒါဆိုရင်ကြည့်မယ်အဲ့တော့ဒီမှာဒီလေးလုံးပေါင်းမယ်နော်ခုနလည်းလေးလုံးတော့လေးလုံးပဲမတူဘူးနော်မိတ်ဆွေတို့အဲ့တော့ဒီမှာ4နော်ဒီမှာ8 3 8 4က9 1နဲ့ပေါင်းခြင်းဒီဘယ်လောက်လဲ6တဲ့ဟုတ်ပြီနော်ဒီလေးလုံးပေါင်းတာ6ကဲဒါလို့တပင်ကြော်မယ်သူ့လိုပဲနော်ဒီမှာလိုပဲနော်တပင်ကြော်မယ်နော်တပင်ကြော်မယ်ဟလားယူပုံယူလေးကွာတဲ့အကြောင်းပြတာနော်အဲ့တော့ဒီလေးလုံးပေါင်းခြင်းဒီ6တပင်ကြော်မယ်ဒီမှာ9 1 2 3 9 1 2 3အဲ့တော့ဒီမှာကခွန်ဒီမှာက9ဒီလေးလုံးပေါင်းတာလဲ6ပါပဲတဲ့ဟုတ်ပြီနော်ဒီခွန်နဲ့ဒီ9ပေါင်းခြင်းဒီ6ပဲတဲ့ကဲဒါဆိုတပင်ကြော်မယ်ကဲဒါဆိုရင်ဒီ6ဖြစ်အောင်နော်ဟောဒီလေးလုံး6ဖြစ်အောင်ကဲဘာထည့်မလဲမိတ်ဆွေတို့အဲ့တော့ဒီမှာက3 5 3ကဘယ်လောက်လဲ1လို့ရှိတယ်ဟုတ်ပြီနော်အဲ့တော့အဲ့ဒီလေးလုံး6လို့ရအောင်ဆိုရင်တဲ့ဒီမှာဘာထည့်မလဲ9ထိပ်ပဲပြန်ထည့်ပေးရမယ်ဒါမှဒီလေးလုံး6လို့ရမယ်ဟုတ်ပြီနော်အဲ့လေးလုံး6လို့ဖြစ်မယ်ဟောကနန်းကွဲသွားပြီတိလားခုနဟောဒီမှာ9ထိပ်တိလားဒီမှာ9လေးလို့ရတာတယ်နော်ဒီမှာ9လေးရအခုဒီမှာယူပုံယူနီးကွဲတဲ့အတွက်ဒီမှာနော်9ထိပ်ဖြစ်သွားပြီတစ်ခွက်ဟုတ်ပြီနော်အဲ့တော့ဒီအကွက်နှစ်ကွက်ကနှစ်ကွက်ကအလုံးလုံးလိုက်မယ်မိတ်ဆွေတို့ဘယ်လိုလုံးမလဲတော့မသိဘူးပေါ့နော်မနေ့ကဟို9-3တဲ့ချင်းလို့ပဲအလုံးလုံးမှာကျိတ်တီပေါက်လုံးမှာဟာဒီဆိုင်နဲ့ဆိုင်အဲ့ဒါဘယ်လိုလုံးသွားမလဲတော့မသိဘူးနော်ကဲဒါဆိုရင်ဒီကောင်6ရပြီနော်အဲ့တော့ဒီ6ဖြစ်အောင်9ထိပ်လို့ရပြီကဲဒါဆိုရင်နောက်ပဲနောက်အပိတ်ကိုကြည့်မယ်နော်အပိတ်ကိုထပ်ကြည့်တဲ့အခါကျတော့ဒီမှာဒီလေးလုံးတစ်ခါပြန်ပေါင်းမယ်နော်ဒီလေးလုံးပြန်ပေါင်းတော့ဒီမှာ46က30ဒီမှာက2အဲ့ဒီလေးလုံးပေါင်းခြင်းဒီကဘယ်လောက်လဲ2တဲ့နော်ဒီလေးလုံးက6ဒီလေးလုံးက2လို့သွားတာဟုတ်ပြီနော်ကဲဒါဆိုရင်နောက်တစ်ပင်ဒီလေးလုံးဒီအခု6လို့ရတာပြီကဲဒါဆိုရင်ဒီမှာဒီလေးလုံးဒီကလည်း2ပဲဖြစ်ရမှာနော်အဲ့တော့ဒီမှာ
9ကိုက4လို့ရှိတယ်4ရှိတယ်ခုနဒီ6ဖြစ်အောင်3ထိပ်လို့ရတာဟုတ်ပြီနော်ဒီ6ဖြစ်အောင်3ထိပ်လို့ရတာအဲ့ဆိုတော့ဒီ4လုံးကလည်းသူကဒီလိုပေါ့နော်2ဖြစ်ရမှာအဲ့တော့2ဖြစ်အောင်ဆိုရင်တဲ့သူကဒီမှာ3 9ကို3ကခွန်လို့ရှိတာခွန်လို့ရှိရင်2ဖြစ်အောင်ဆိုရင်ဒီမှာ9ပိတ်ပြီးရမှာဒါဆိုရင်35လို့သူကကွက်တဲ့ပြီးကြဟုတ်ပြီနော်35လို့ရတယ်ကဲအခုဒီညနေအဲ့တိုင်းလာမယ်နော်အဲ့တော့ဒီမှာကြည့်ဒီ4ရယ်ဒီ8ရယ်ပေါင်းရင်2နော်ဒီမှာဒီ4လုံးပေါင်းခြင်းက6 5 3က4 2နဲ့ပေါင်းတော့6နော်အဲ့တော့ဒီ4လုံးပေါင်းခြင်း3 8 4ရ5 1နဲ့ပေါင်းတော့6နော်ဒီမှာက1 1 4 6ပေါင်းခြင်းရ2နော်ဒီမှာက3 4ဘာလို့5 3 6က4 2နဲ့ပေါင်းတော့6ဟလားအဲ့တော့ဒီမှာ4ဒီမှာ8ဒီ4လုံးပေါင်းခြင်းရ2နော်အဲ့တော့6 2 6 2နဲ့သွားတာနော်ကဲဒါဆိုရင်အခုဒီမှာဒီ6ပြောင်းဆိုရင်ဘာရပြီလဲဒီမှာက8လို့ရပြီ8 3နော်8 3ပေါင်းခြင်း1အဲ့တော့6ပြောင်းဆိုရင်5ထိပ်လို့သူရပြီကဲကောင်းပြီဒါဆိုရင်ဒီ4လုံး2ပြောင်းပြန်ထည့်ရမယ်ဆိုရင်ဘာထည့်မလဲဒီမှာကထဲကသူက3 2 3 5 3ရလို့ရှိကြ2ပြောင်းဘာပိတ်မှာလဲနှစ်တလုံးပိတ်ပြီးရမှာပေါ့52တဲ့ကဲအဲ့ဒါကိုမိတ်ဆွေတို့ကြိုက်တာတော့ဟိုမှာက94နော်ကဏ္ဍ9ရနေတယ်နော်94တုံးပွေဒီမှာက52 9ပွေအဲ့တော့အဲ့ဒါကိုတဲလေထိုးမယ်ချိန်နဲ့ချိန်မယ်နော်မိတ်ဆွေတို့ဟုတ်လားနော်အဲ့တော့တဲလေထိုးမယ်ချိန်နဲ့ချိန်မယ်နော်ကဲဒီညနေတော့ဒီဟာလေးအကြိုက်ဆုံး site လေး2 site ပဲဒါနော်ဆရာကြိုက်တယ်ဒီ site လေးတွေတော်တော်ကြိုက်တယ်နော်ကဲဒီမှာ94တဲ့နော်တဲ့နောက်တစ်ခါ9နှစ်တဲ့နော်နောက်ဒီကောင်ကဒီနှစ်ကွက်ကဒါဟိုတယ်ပေါ့နော်ပြောမဆိုရင်တဲ့မိန်မဟုတ်လားဒီနှစ်ကွက်ကမိန်နော်အဲ့နှစ်ကွက်ကမိန်ဒါသူ့ကိုပြန်ချိန်မယ်ချိန်တဲ့နေရာမှာဆရာတို့ဘယ်လိုချိန်မလဲဆိုရင်ထိတ်ကြီးကဒီမှာ9 လေးဟာလား9လေးက9ထိတ်က9ထိတ်ယူမယ်4ကို4ပိတ်ထားမယ်သူ့နေရာတိုင်းထားပြီးချိန်မှာဒီမှာ9ဆိုလဲ9က9ထိတ်နှစ်က2ပိတ်အဲ့လိုချိန်မှာနော်အဲ့လိုချိန်မှာဘယ်လိုချိန်မလဲဆိုရင်ဒီမှာကြည့်9 4 9နှစ်အဲ့တိုင်းပဲသွားမှာနှစ်ကွက်ပဲထပ်ထည့်မှာနော်ဟုတ်လားမနေ့ကထိုးတဲ့9 4မြတ်ထပ်ကြနေမလားမသိဘူးနော်ဒီမှာ9 4ဒီ9 4ဒီ9နှစ်ဒီလိုရတာမိတ်ဆွေတို့ထည့်ကျင်လဲထည့်မထည့်ကျင်လဲနေနော်ဒီကောင်ကြတော့ဒီမှာပေါ်ထွက်ပြီးကြကနာနော်ဒီမှာ9 9နဲ့4တို့ဒီမှာနော်ဒီနှစ်4ဒီ9 9ကမိတ်ဆွေတို့ထည့်ကျင်လဲထည့်မထည့်ကျင်လဲဆရာတော့မထည့်ဘူးဆရာတော့ဒီတိုင်းပဲသွားမယ်9 4 9နှစ်အဲ့ဒါပဲသွားမှာဒီ4ခွက်ပဲကဲဒီကောင်ကရံမယ်ကဲအားလုံးပဲဆင်ပြေကြပါစေစိတ်အချမ်းသာနဲ့ကိုယ်ကြီးကျမ်းမာနေပြည့်စုံကြပါစေဟလားလိုအင်ဆန်လိုက်လေဒီလိုတော့ပြည့်ကြပါစေနော်အဲ့တော့ share channel လေးကို subscribe မနှိပ်ရသေးမိတ်ဆွေများ subscribe လေးနှိပ်ထားခဲ့နော် subscribe လေးနှိပ်ပြီးအားပေးထားခဲ့ကြပါဦးဟုတ်လားနည်းနည်းကိုယ့်ရဲ့မိတ်ဆွေလေး 3D 2D ကရုတဲ့ဝါသနာတူမိတ်ဆွေများတွေ့ရအောင်နည်းနည်းလေး share ပေးပါလို့ share ထားတဲ့မိတ်ဆွေများအားလုံးဟိုဆရာတောင်းဆိုပါတယ်နော်ကဲအားလုံးဘိုင်ဘိုင်ကဲအောင်မြင်ကြပါစေဗျာဒီညနေကဲမနေ့ပြန်အတွက်လဲဆရာဆက်လက်ကြိုးစားရှာဖွေပေးထားပါဦးမယ်နော်ကြိုးစားထားပါဦးမယ်ဟုတ်လားကဲဘိုင်ဘိုင်